Hi Amy ပါဒီနေ့ကတော့ Amy ရဲ့ Vienna first time trip ရဲ့ vlog လေးကနေကြိုဆိုလိုက်ပါတယ်Amy တို့လေရင်ထွက်ခါချင်း boarding time က9:25ဖြစ်တာမို့လို့ Amy တို့လေးစိတ်မှလည်းကြာရေးမဆောင်ချင်တာကြောင့်3နာရီလောက်မှအိမ်ကထွက်ဖြစ်တယ်ပေါ့နော်လေးစိတ်ကူတော့4နာရီပတ်ချာလေးလောက်ရောက်ပါတယ်အရင်လည်းမဆောင်ခဲ့ရဘူးပေါ့နော် immigration တွေဖြတ်ဖို့ရရင်တော့9နာရီ20ပတ်ချာလေးလောက်မှAmy တို့လေရင်ပေါ့ရောက်ဖြစ်နေပြီပေါ့နော်ပြီးရင်တော့9:25မှာလေမောထွက်ခါVienna ကိုသွားပါတယ်ရှင်ဒါကကြတော့လေပေါ်မှာကျွေးရဲ့ညနေစာလေးပါသမင်းရဲ့ချက်သားရဲ့နောက်ဘောတော့မြစ်ကလေးနဲ့ချက်ထားတာရဲ့ပဲတိတုတ်ကလေးရပေါ့နော်စားလို့အဆင်ပြေရဲ့ကောင်းတယ်လို့ပြောလို့ရရဲ့ပေါ့နော်ဒါတော့ Amy ပါစားနေပါရဲ့ရှင်Amy တို့ည8နာရီလောက်မှာတော့ Hanoi လေဆိပ်ကိုရောက်ပါတယ်ရောက်တာနဲ့ immigration တွေပါဖြစ်ပါတယ်ရှင်Amy တို့ဒီတစ်ခါ Vienna ခီးစဉ်ကိုလေtravel show ပေါ်နေပဲသွားပြတာပေါ့နော်လေဆိပ်ရောက်တာနဲ့ကုမ္ပဏီကစီစဉ်ပြီးကဟိုတယ်ထိလိုက်ပို့ပါတယ်ရှင်ပြီးတော့ Amy ဟိုတယ် check in တန်းဝင်ပြီးရနဲ့လက်သေးမလောက်လာတာမို့လို့လက်သေးလုပ်ပါမယ်J extension ကို9သိန်းပေါ့နော် Vienna တန်းအောင်9သိန်းဆိုတော့ maybe 3သိန်းပေါ့နော်3သိန်းပတ်ချလေးလောက်တော့ကြာတယ်အရောင်က2သိန်းလောက်ဆိုတော့2သိန်းခွဲပတ်ချလေးလောက်တော့ကြာမယ်ဆိုတော့တိတ်တော့မရှိဘူးเนาะဒီက J extension ဈေးလေးရတယ်နည်းများရယ်ပေါ့design color ရောအရင်မလုပ်တော့ဘူးဒါရိုးရိုးလေးပဲပေါ့လုပ်ပါမယ်ရှင်ကတော့ Amy လက်သေးလုံနေရပါတော့ Amy ရဲ့အိုစီယာတငယ်ချင်းနဲ့ရောက်ပြီဆိုတော့ねသူကရောက်တာနဲ့အေးဝယ်တိုက်ပါတယ် Amy တို့ hotel check in ဝင်တဲ့အချိန်ကည10:00နာရီလောက်ဖြစ်နေတော့ Amy hotel နဲ့10မိနစ်လောက်ပဲလမ်းလျှောက်ရတယ်ပြီးတော့ည7:00နာရီထိဖွင့်တဲ့ဒီ Hanoi Nail မှာပဲလှုပ်ဖြစ်လိုက်တာပါ Amy လက်သေးလောက်တာတော့2နာရီလောက်ကြာရပါတော့နောက်ပြီးတော့ Amy hotel ကိုပြန်သွားပါတယ်ဒီတစ်ခေါက်တည်းဖြစ်တာကြတော့ Amy တို့ Hanoi Okata တွေက Hanoi Nostalgia ဆိုတဲ့ hotel ပါ Amy ကတော့နည်းနည်းလေးပင်ပန်းနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ hotel ရောက်တာနဲ့နားပြီးတော့ဒီနေ့ရဲ့ vlog ကိုအဆုံးသတ်ခွင့်ပြုပါရှင်နောက်နေ့မှတွေ့ပါမယ်